ငလင်းနဲ့တဘာဝကဆိုးကြောက်တော့မယ်ခုနှစ်ရက်သားသမီးတွေကိုကဲတင်ဖို့ဒေသစာရီခီးကြချီမဲ့မိုင်းဖုံးဆရာတော်မြန်မာနိုင်ငံသားတွေကိုကဲတင်ဖို့ဒေသစာရီခီးကြချီမှာကတော့မိုင်းဖုံးဆရာတော်ပါအားလုံးလည်းသိကြတဲ့အတိုင်းအခုချိန်မှာတော့မြန်မာနိုင်ငံဟာဘေးရန်ရဲ့ကဲဆိုးကြီးကြောက်ရောက်နေတာဖြစ်ပါတယ်မတ်လ28ရက်နေ့မှာတော့မြန်မာနိုင်ငံတမိုင်းမှာအစိုးဆုံးမြင်းကလေးကြီးလို့ဆိုရမယ်စကိုင်းမြင်းကလေးကြီးလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်ဆိုပါမြင်းကလေးကြီးကမြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေနဲ့သာသနာနယ်မြေဖြစ်တဲ့စကိုင်းတောင်ရိုးပါဝင်မြန်မာနိုင်ငံကမြို့ကြီးတော်တော်များများပျက်စီးဆုံးရှုံးသွားခဲ့ရတာပါ။ဒါ့အပြင်နောက်ထပ်သဘာဝဘေးကြောင်ရောက်မဲ့နမိတ်တွေကောလာဟာလာသတင်းတွေလည်းထွက်နေတာမို့လို့လူတွေကထိတ်လန့်နေကြရပါတယ်။ဒါ့အပြင်ခုချိန်မှာတော့မြင်းကလေးကြီးကရက်တက်သွားခြင်းမရှိဘဲနေ့စဉ်နေ့တိုင်းနောက်ဆက်တွဲမြင်းကလေးတွေလှုပ်ရှားနေတော့ပဲဖြစ်ပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံပါဝင်မြန်မာနိုင်ငံနာမည်ကြီးကြားပြင်းဆရာမတွေဆရာတွေကလည်းနောက်ထပ်အင်အားပြင်းမြင်းကလေးလှုပ်ရှားဖို့ရှိသေးတယ်လို့ပြောလာကြတာပါ။ဒါ့အပြင်ခုချိန်မှာမြင်းကလေးကြီးလှုပ်ရှားသွားပြီးနောက်မြန်မာနိုင်ငံမှာထူးဆန်းတဲ့နမိတ်လက္ခဏာတွေလည်းတွေ့နေရတာပါ။မကြခင်ချိန်ကျော်တွေမှာရေကြီးမှုတွေမုန်တိုင်းတွေလည်းလာနိုင်လို့ဆိုပါတယ်။နာမည်ကြီးကြားမြင့်စရာတယောက်ကဆိုရင်ဧပြီလ21ရက်နေ့မှာငလင်းလှုပ်မယ်မေလ25ရက်နေ့မှာအင်အားပြင်းမုန်တိုင်းတိုက်မယ်ဆိုပြီးတော့ဟောထားတာပါ။ဒါ့အပြင်ထူးခြားတဲ့အောက်ချင်းငတ်တွေရန်ကုန်မြို့တွေကိုဝင်ရောက်လာလို့ထိန်းသိမ်းနေကြတဲ့ပြည်သူများပြီးခဲ့တဲ့ဧပြီလ17ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့လော်တီဟိုတယ်ပေါ်မှာအောက်ချင်းငတ်နှာခေါင်းနားခုန်နေတာဖြစ်ပါတယ်။ထို့သဖြင့်အောက်ချင်းငတ်မောင်းနှံဟာမွေးထားပြီးတော့လွတ်မြောက်လာတာနဲ့မတူပဲတဘာဝအရင်အောက်ချင်းငတ်တွေမလို့တစုံတစ်ခုဖြစ်မဲ့နမိတ်လက္ခဏာတွေဆိုပြီးထင်ကြီးပေးနေကြတာဖြစ်ပါတယ်။တချို့ကလည်းဒီလိုမျိုးအောင်ချင်းကတွေဝင်လာရင်မြို့ပြက်ပြည်ပြက်တဲ့ကြောင့်တဘာဝဘေးရန်တွေဖြစ်ပေါ်တဲ့ကြောင်းကိုပြောလာကြပါတယ်။ဒီလိုမြန်မာနိုင်ငံသားတွေရာသီဥတုဘေးတဘာဝဘေးအန္တရာယ်တွေကြောင့်စိုးရိမ်မှုတွေကြောင်းကြမှုတွေပူပန်နေရတဲ့အချိန်မှာမြန်မာနိုင်ငံသားတွေဘေးရန်တွေကင်းရှင်းအောင်ကာကွယ်ပေးဖို့မိုင်းမုံဆရာတော်ကြီးကြွချီတော်မူလာမယ်လို့ပြောလာပါတယ်။မိုင်းမုံဆရာတော်ဆိုတာကသီလသမာဓိနဲ့ပြည့်စုံကကိုအောင်တရားကျင့်ကြံကတကူကြီးတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။မိုင်းမုံဆရာတော်ဟာရှမ်းဆရာတော်တစ်ပါးဖြစ်တာကြောင့်သူ့ရဲ့ပုံစံကဒီမှာကဆရာတော်ကြီးတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့တကောသိထိကြီးမားတာကြောင့်ရှမ်းပြည်တပြည်လုံးကိုးကွယ်ကြတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ခုခါမှာတော့ဘိုင်းမုံဆရာတော်ကြီးကဘေးရန်တွေကဆူကြောက်ရောက်နေတဲ့မြန်မာပြည်သူပြည်သားတွေကိုကယ်တင်ဖို့ဒေသစာရေးကြွချင်မယ်လို့ပြောလာတာပါ။မိုင်းမုံဆရာတော်ကြီးချမှတ်ထားတဲ့စီစဉ်ရဆိုရင်မိုင်းမုံဆရာတော်ကြီးဦးဆောင်တဲ့ဖွဲ့ဟာမန္တလေးငလင်ကြီးဒဏ်တဲ့ဒေသတွေဖြစ်တဲ့နေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာကိုကြီးထောက်ပံ့ကိုကြီးမှုတွေပြုလုပ်ဖို့ဧပြီလ19ရက်နေ့နက်9နာရီခွဲမှာမိုင်းမုံဆရာတော်ကနေစတင်ထွက်ခွာလာပြီလို့သိရပါတယ်။ဆရာတော်ဦးဆောင်တဲ့ဖွဲ့ကတော့ကားစီးရေ40လောက်နဲ့တာချီလိတ်မိုင်းဆက်သွားကားလမ်းတိုင်းကိုခီးဆက်သွားကြတာဖြစ်ပြီးတော့မိုင်းပန်မြို့တောင်ကြီးမြို့မန္တလေးမြို့များတွေမှာညအိနားနေတာဖြစ်ကြပါတယ်။မန္တလေးမြို့မှာငလင်ကိုကြီးထောက်ပံ့ရေးပစ္စည်းတွေကိုလှူဒန်းပြီးတဲ့နောက်ပြုံးလင်မှာညအိရနာတာဖြစ်ပါတယ်။ဒါ့အပြင်ပြုံးလင်မြို့ကနေမန္တလေးမြို့ကိုပြန်လည်ကြွချပြီးတော့နေပြည်တော်ကိုဆက်လက်ကြွရောက်လာငလင်ထောက်ပံ့ရေးပစ္စည်းတွေလှူဒန်းပြီးတဲ့နောက်နေပြည်တော်မှာညအိရနာပြီးရန်ကုန်မြို့ကိုထပ်မံကြွရောက်တော့မှာပါ။ရန်ကုန်မြို့မှာ3ရက်လောက်အပူဇော်ခံပြီးတော့ညအိရနာပြီးတဲ့နောက်မှာတောင်ကြီးမြို့ကိုပြန်လည်ကြွချတော်မူမှာဖြစ်ပါတယ်။ခရီးစဉ်ကတော့ရန်လိုက်အသေးစိတ်ဆွဲထားပါတယ်။ဒါပေမဲ့ဆရာတော်ကြီးရဲ့ဆန္ဒတော်အရအပြောင်းလဲတွေတော့ရှိပါလို့မိုင်းမုံဆရာတော်ကြီးရဲ့တပည့်တော်ကတအုပ်ကပြောပါတယ်။မိုင်းမုံဆရာတော်ကြီးရဲ့ငလင်ထန်တဲ့ဒေတာတွေစီကိုကြီးထောက်ပံ့လူရန်နဲ့ခရီးတဲ့အလူရှင်60ကျော်လိုက်ပါလာပြီးကားစီးရေ40လောက်ကလည်းပါဝင်တယ်လို့သိရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုင်းမုံဆရာတော်ကြီးရဲ့ခရီးစဉ်ကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်။